မြန်မာနိုင်ငံမှာရှိတဲ့ rapper တွေထဲမှာအကြမ်းဆုံး god rapper 2ယောက်သူတို့ကပြိုင်ပွဲတစ်ခုမှာဒီလူအယောက်ပေါင်းဒါ2ယောက်ပြိုင်တဲ့ပွဲမှာပထမနဲ့ဒုတိယကိုသူတို့2ယောက်စုခူးထားတာအဲ့တော့ပြောနေရကြာတယ်ဘယ်လိုတွေဖြစ်မလဲဆိုတော့လာစကော ငါရဲ့ဘောကစုပ်ပြငါစီချတာညဖနာငယ်ချင်း ကိုကြီးကြီးကတက်ကိုစူးစား ယာ ဒါသာမဟုတ်ပါကိုကြီးတို့ကတိတ်လာတဲ့ရုပ်ကလား ဟောမင်းကြွချင်တဲ့ iPhone လားညီလေးမင်းကိုကြီးပြောပြမယ်ကိုကြီးစီလာတာတောင်အာဖရိကကမြင်းကြ ဝါ ကိုကြီးတို့ကကြောင်းသား ဟော ညီထင်တော့မဟုတ်ပါနွားကြောင်းသား ယာ ညီလေးတီကခုပြောပြမယ်ကိုကြီးဆရာကဂျပန်ကဒုံမင်းသား ယာညီလေးစောကြည့်ချင်းလား စောတီချင်းကိုကြီးတို့လိုကုန်းဝါထား ယာ ဝါအဲ့ရောက်ရဲလောကကျွတ်စိန်နော်အားလုံးပဲမြင်တွေ့ရတဲ့အတိုင်းပဲဒါပြိုင်ပွဲဝင်ပေါင်း2ယောက်ပြိုင်တဲ့ပွဲမှာပထမနဲ့ဒုတိယရတာဒါဒီစုတွေနဲ့ထိုက်တန်လားမထိုက်တန်လားဆိုတော့အားလုံးပဲအောက်မှာမှတ်ချက်တွေပေးခဲ့လို့ရပါတယ်အားလုံးပဲအစိုးလေးကြည့်ပြီးကျေးဇူးများတင်ပါတယ်